တော်ဒီနေ့ကတော့ကလောကနေပြုံးနေတော့ခါတိုင်းလို62မိုင်ကိုပြန်ဆင်းပြီးတော့မန္တလေးပြုံးနေမတက်ဘဲနဲ့ရွာငယ်ဟန်မြို့လမ်းတိုင်းမောင်းကြည့်မှာဖြစ်ပါတယ်လမ်းကောင်းတယ်လို့တော့ကြားပါတယ်စစ်ဆေးလဲထူတယ်လို့ကြားပါတယ်အဲ့တော့အခုတော့ရွာငယ်ဟန်မြို့လမ်းစတယ်ကျွန်တော်စတော့လမ်းဆုံးမှာစစ်ဆေးခဲ့ပြီးတဲ့အချိန်မှာရွာငယ်တင်းတရားလမ်းခွဲရှိတယ်ကျွန်တော်တင်းတရားလမ်းခွဲမတော်ဘဲနဲ့အခုဒါရွာငယ်ဟန်မြို့လမ်းမှာတက်လာတာပေါ့နော်ခုလည်းကျွန်တော်တို့ရွာငယ်မရောက်သေးပါဘူးရွာငယ်လမ်းပေါ်မှာရှိတယ်ဟောကျွန်တော်တို့ပန်းဒီဆိုင်ရာကျွန်တော်တို့ခေါ်ရပြလာပါလားဒါရတဲ့ဘာမှပန်းဒီရွာငယ်အဝင်ရရှိကလေးတရားလေးဖြစ်ပါတယ်ရန်လာတယ်လားခုမြင်နေတဲ့ရွာငယ်မင်းလေးတခင်မတော့ဖြစ်ပါတယ်အလုံးတာယာလှပပါတယ်တောင်မြောက်တဲ့ချိန်မှာဖြစ်နိုင်တော့ခေါက်ကတော့လာပြီးတော့သူ့စိတ်ချင်ပါတယ်တော့ဒီပဲရောက်ခံနီးလာလေဒီဈေးတွေများလာလေဒီပဲမြင်နေရတာအကုန်လုံးဝယ်လို့ရတယ်ဗျကျွန်တော်ရနာရွာငယ်ဟန်မြို့လမ်းပေါ်မြန်ဆိုတဲ့ရွာတော်တော်စီကားရွာကြီးပဲကျွန်တော်ကမှရွာငယ်မြို့ရောက်တာပါဆက်မောင်းမယ်ဆက်ရှစ်ဒီကောင်းလေးကနေရတယ်ရှင်းမစင်ကြီးတကောင်အိတ်နေတယ်တူတယ်စင်ကောင်းတော့မရဘူးလုံးဝစင်ကောင်းကြီးဟိုရှိမှစင်နှမောင်းကြီးနောက်ကစင်ရေလိုင်းနေတကယ်တူတော့လေရှင်းနိုင်ခေါ်ရကလောဆန်ကြတာအခုဒီကိုစက်ဖြစ်ဒီစားရတော့အခုစင်ကောင်းတောင်မှာရှိတယ်ဘာဖြစ်စကန်ဟိုမြင်နေရတာစင်ကောင်းတောင်စင်ကောင်းအိမ်တွေဒါတော့ဇာကြီးမြေပေါ့ဒါရရှိကနာစားတဲ့ဆောင်းရတယ်ခုမှပြန်မလေးလည်းဟောင်းမရောက်ပြီ။ဒါဟန်မျိုးထိကနေထွက်လာတာ